Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လာမယ့်2016ခုနှစ်အတွက်တနစ်စာငွေကြေးကံကြမ္မာကိုဆရာမကကံကြမ္မာနမိတ်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်မိမိရဲ့စိတ်ကိုအေးထားပြီးတော့ဗီဒီယိုထဲမှာဖော်ပြထားတဲ့ပုံသုံးပုံထဲကမိမိကြိုက်နေတဲ့ပုံတစ်ပုံကိုရွေးချယ်ထားလိုက်ပါအခုကံကြမ္မာနမိတ်ဖတ်ကြားခြင်းက January တင်တာဖြစ်တာကြောင့်အဖြေကလူတိုင်းနဲ့ energy မကိုက်ညီနိုင်ပါဘူးမိမိရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်များအတွက်တီးတန့်တားတော့ပေတွေမြင်မြတ်လိုပါကစက်ပေါင်းမှာဆက်တွဲစုံစမ်းမြင်မြတ်နိုင်ပါတယ်ဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူအားလုံးမင်္ဂလာပါဖိုင်ဝမ်ကိုရွေးချယ်ထားတဲ့သူတွေအတွက်လာမယ့်2016ခုနှစ်ဟာတည်ငြိမ်ပြီးစနစ်တကျရှိမဲ့ငွေကြေးကိုပိုင်ဆိုင်ရမယ်မင်္ဂလာရှိတဲ့နေ့လည်တစ်နေ့ဖြစ်ပါတယ်သင်ဟာငွေကိုစုဆောင်ထားချပြီးတော့လုံခြုံမှုရှိမဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ငန်းတွေမှာပါထားချင်နေတာမျိုးတွေ့ရပါတယ်ငွေစုဆောင်တာဟာကောင်းမှုနဲ့အဆုံးဖြတ်ချက်တစ်ခုပါဒါပေမဲ့ရေရှည်အတွက်ပိုကြီးမားတဲ့ခြေလှမ်းအတစ်တွေလမ်းဖို့တွတ်ဆုပ်မနေဘူးလေသတိပြုစစ်ချင်ရမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာမယ်ဆိုရင်ပညာရှင်တွေရဲ့အကြံဉာဏ်ဒါမှမဟုတ်အစဉ်အလာတိုင်းအကျိုးပေးတဲ့လုပ်ငန်းပုံစံတွေကနေတစ်ဆင့်အကျိုးအမြတ်တွေကိုခံစားရရှိပါလိမ့်မယ်တရားဝင်အဖွဲ့အစည်းတွေနဲ့ဆက်တွေ့တာမျိုးကိုမကြောက်ရွံ့ပါနဲ့ဉာဏ်ပညာရှိတဲ့အဆုံးဖြတ်ချက်တစ်ခုဟာတင့်ရဲ့ငွေကြေးကံတိဘွားရဲ့ရှေ့တလန်းကိုတိုးတက်လာစေမယ့်အစပြုခြင်းဖြစ်လာပါလိမ့်မယ်ဖိုင်2ကိုရွေးချယ်ထားတဲ့သူအလုံးမင်္ဂလာပါဖိုင်2လေးကိုရွေးချယ်လိုက်ပြီးတဲ့သူတွေအတွက်ဒီ2016ခုနှစ်ဟာငွေကြေးကံအလိုကောင်းပြီးတော့စိတ်ကြည်နက်စရာအကောင်းဆုံးနေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်။သင်ရဲ့ငွေကြေးဆိုင်ရာစန္ဒတွေစုတောင်းတွေအမှန်တကယ်ပြည့်ဝလာလိမ့်မယ်လို့လည်းမြင်နေရပါတယ်။ငွေရရှိမှုဟာမိဖက်ဆက်ဆံရေးစီးပွားရေးပေါင်းဆောင်ရွက်မှုချစ်ခင်ရတဲ့သူတွေကနေတစ်ဆင့်လာလိမ့်မယ်လို့မြင်နေရပါတယ်။ဥပမာကိုယ့်ရဲ့မိတ်ဆွေကကိုယ့်ကိုအရေးကြီးပေးတာမျိုးကိုယ့်ရဲ့တငယ်ချင်းတွေကကိုယ်မုတ်ပူပေးတာမျိုးကိုတီးတဲ့လူတွေကနေတစ်စီငွေတွေဝင်လာပါလိမ့်မယ်။တင်းရဲ့အကောင်းမြင်စိတ်နဲ့ဆွဲဆောင်မှုရှိတဲ့ energy ကငွေကြေးကိုအလိုလိုဆွဲဆောင်နိုင်မဲ့လုံးဝတော့ချက်တစ်ခုဖြစ်ပါတယ်။ဖိုင်ထွေကိုရွေးချယ်ထားတဲ့သူတွေအားလုံးမင်္ဂလာပါ။ဖိုင်ထွေကိုရွေးချယ်ထားတဲ့သူများအတွက်ဒီလာမယ့်2016ခုနှစ်ဟာတင့်ရဲ့ငွေကြေးကံကိုအထွတ်အထိပ်အောင်မြင်မှုရရှိနိုင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ကျွမ်းဝချမ်းသာမှုမိသားစုအမွေအနှစ်နဲ့ရေရှည်ဗဏ္ဍာရေးလုံခြုံမှုကိုလည်းတွေ့မြင်ရပါတယ်။သင်ဟာငွေကြေးနဲ့ပတ်သက်ပြီးတော့ဘဝတစ်စစ်ချိုးပြောင်းလဲလာနိုင်မဲ့နေ့တစ်နေ့ဖြစ်ပါတယ်။သင်ရွယ်ထားတဲ့ပန်းတိုင်တစ်ခုကိုအပြည့်အဝပြည့်မြောက်ဖို့တကယ်ရချားဆိုင်ရာကံအခွင့်အလမ်းကနေငွေကြေးရရှိနိုင်ပါတယ်။လာမယ့်2016ခုနှစ်ဟာကိုလုပ်ခဲ့တဲ့အရာအလုံးရဲ့အသီးပွင့်တွေကိုရိတ်သိမ်းရမယ်အချိန်ကာလတစ်ခုပါပဲ။ဒါပေမဲ့သတိပြုစရာတစ်ခုလည်းရှိနေပါသေးတယ်။ငွေကြေးကံအရာပထမမှုလိမ်လည်ခြင်းမျိုးကိုသတိထားရဖို့မြင်နေရပါတယ်။ဥပမာကိုယ့်ရဲ့ငွေကိုသူများဟာခိုးရတာမျိုးဒါမဟုတ်ဘူးဆိုရင်သူများလိမ်သွားတာမျိုးစားတဲ့အရာတွေကိုမဖြစ်ရလေအောင်လာမယ့်2016မှာသတိထားပြီးတော့ကောက်ွယ်ဖို့ပြင်ဆင်ထားဖို့လိုအပ်နေပါတယ်အခုကံကြမ္မာနမိတ်ဖတ်ကြားခြင်းဟာလာမယ့်2016တနစ်တာငွေကြေးကံကြမ္မာကိုဖတ်ကြားခြင်းဖြစ်ပါတယ်ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲနော်ကိုသိချင်တဲ့အကြောင်းအရာတွေရှိရင်လေ
ကွန်မန့်အောက်မှာဝင်ရောက်ရေးသားနိုင်ပါတယ်။